Unilever Malaysia ကိုအတွက်သုံးတဲ့အခါမှာအဆင်ပြေဆုံးဖြစ်လို့ဒီ agent ကိုရွေးချယ်ရပါရှင် ဒီအကိုတို့ Unilever Malaysia ကိုရောဘယ်လိုမျိုးစတွေ့ပြီးတော့ရွေးချယ်ဖြစ်ခဲ့တာလဲဗျ ပေါ့စားလာခြင်းဒီမလေးရှားဟိုသွားတော့မယ်လို့တော့ဒီပေါ့ဒီကတော့ပေါ့သွားနေမှာဒီ Unilever Malaysia နဲ့တော့အရင်ဆုံးချိတ်ဆက်တာချိတ်ဆက်ပြီးမှဒီလိုကောင်းနေဒီလိုလုံးလို့ဒါလည်းရွေးချယ်ဖြစ်တာ ညီမကကြာ Facebook မှာတွေ့ရပါတော့အမှ Facebook ကနေပြီးတော့အကြောင်းတွေအများကြီး agent တွေအများကြီးကိုစုံစမ်းနေပြီးတော့ဒီ Unilever Malaysia ကိုအတွက်သုံးတဲ့အခါမှာအဆင်ပြေဆုံးဖြစ်လို့ဒီ agent ကိုရွေးချယ်ရပါရှင် အကိုတို့အခုလက်ရှိပေးနေတဲ့ဒီ service တွေဝန်ဆောင်မှုတွေကိုရောဘယ်လိုမြင်လဲအဆင်ပြေခဲ့ရဲ့လား ဒီကတော့ reply မြန်တာပေါ့တည်ကျင်တာကြီးအကုန်လုံးစားတဲ့ကြောင်းပို့လိုက်ရင်မြဲတယ်ပဲလို့ပြောမယ် reply တားမြန်တယ်ပြီးတော့တည်ကျင်တာကြီးကိုစိတ်ရှိချင်းနဲ့ရှင်းပြပေးအဲ့ဒါတကယ်ကောင်းတာပေါ့နော် ဟုတ်အဆင်ပြေခဲ့ပါရဲ့ရှင်ဘာလို့လဲဆိုတော့အကြောင်းလျှောက်တဲ့ကိစ္စတွေရော visa process တွေရောပြီးတော့ဆိုင်ရန်ဆိုင်တဲ့ကိစ္စတွေပါဒီ agent ကအကုန်သေးစိတ်ရှင်းပြရတဲ့အတွက်ညီမတို့အတွက်အကုန်အဆင်ပြေခဲ့ပါရဲ့ရှင်